မြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့နေရတဲ့ဒီလူဘဝဆိုတဲ့ရှင်သန်မှုအလွန်တန်ဖို့ရှိပါတယ်။ဘာဖြစ်လို့လဲ။ဆင်းရဲလာတဲ့ဒီဘဝဒုက္ခတွေကလွတ်မြောက်အောင်ရုန်းကန်ခွင့်ရှိလို့တန်ဖို့ရှိတယ်လို့ပြောတာ။ဟုတ်လား။အခုပြောနေတာကအဲ့ဒီရှုထောင့်မှာကြည့်ပြီးတော့ပြောနေတာမဟုတ်ဘူး။နော်။ဒီရုန်းကန်မှုမပါဘဲနဲ့ဒုက္ခကလွတ်အောင်ကြိုးစားမှုမပါဘဲနဲ့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့ပညာရအောင်ကြိုးစားအထုတ်တဲ့အလုပ်မပါဘဲနဲ့ရှင်သန်မှုလေးဘဝမှာနေုံလေးနေသွားတဲ့အနေအထားမျိုးလေးနဲ့တော့ဘာမှတန်ဖို့ရှိတယ်လို့မဆိုနိုင်ဘူး။တချို့ကလူ့ဘဝကြီးမှာရှင်ုံလေးရှင်နေတာလို့ထင်တယ်။ဘာတိုးတက်မှုမှမရှိဘူး။ဘာကြီးပွားမှုမှမရှိဘူး။ဘဝမှာအသက်ရှင်ုံလောက်ပဲရှင်သွားတယ်။မြင်တရားရှိတာမြင်မယ်ကြားတရားရှိတာကြားမယ်။ဘာမှမဆန်းတဲ့ကိစ္စတွေဘာမှမထူးတဲ့ကိစ္စတွေနဲ့အချိန်ကုန်ရတယ်။အဲ့ဒါဆိုရင်အဲ့ဒီရှင်သန်မှုကိုတန်ဖိုးရှိတယ်လို့ဆိုနိုင်သလားအနိစ္စရဲ့ဝါဘတ်အဖြစ်သက်သက်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒါတကယ်တန်ဖိုးရှိတယ်လို့မဆိုနိုင်ဘူးပြီးသွားတာကြီးပဲလေသူဘလို့ပဲရှင်းပြီးသွားတာဒါကြောင့်ရှင်သန်မှုဒီတကယ်တန်ဖိုးမရှိဘူးသို့တော်ဟောအဲ့ဒီသို့တော်ကအရေးကြီးတယ်နော်အဲ့ဒီရှင်သန်မှုရနေတဲ့အခိုက်အတန့်မှာဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိမြင်နားလည်အောင်ကြိုးစားအထောက်တဲ့တမာရီတရားပညာတရားရအောင်ကြိုးစားအထောက်တဲ့ဘာဝနာအလုပ်ကိုလုပ်နိုင်မယ်ဆိုရင်တော့အဲ့ဒီရှင်သန်မှုကအလွန်အနှစ်သာရရှိသွား